ရွှေစင်းနဲ့ရွှေမင်းသမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြန်မာအာရှတလွားမော်ဒယ်မယ်ရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးဖြန်းတော့ရွှေလန်းလေးပေါ့လဲရင်ရွှေရင်ကြောပြေးမဲ့တမောမောအလူမြေတလင်းရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ့ကလေးများဟာထီအောင်လေးရပ်ချင်းဆုံးအလူတို့လေးကမိုးတို့ညံအောင်ဆိုတီလို့သူကလေးနဲ့ကလူနေပြန်ရွှေရိုးမြင်သူများလည်းပြောအလူရှင်ကြီးလည်းပြောရတနာစိတ်လည်းလူတော်ပိသိပါမည်ဖြစ်လို့ပြောအလူရှင်ကြီးလည်းပြောမြင်သူများလည်းပြောရတနာစိတ်လည်းမင်္ဂလာပိသိပါမည်ဖြစ်လို့ပြောဗန္ဒကြီးကလည်းရွှေအောင်စင်းနဲ့ဆံဝမ်းကြီးကလည်းရွှေအောင်စင်းနဲ့ရွှေတရာတွေရွှေလူဝင်းတော်ရွှေလူကြီးရဲ့အလူရှင်ပေါ်ကာလာသားများလည်းတော်တော်ချောတယ်ပြူတယ်လည်းများလည်းတော်တော်လာတယ်ရွှေလူကြီးကမြင်မြင်ဆိုင်ဆိုင်အားလုံးကြီးကငေးလူငိုင်းရောင်ရွှေစင်းနဲ့ရွှေမင်းသမီးလာတို့ရွာလူမစုကွန်းအောင်ကိုင်းလာပြူကဘာကျော်များမြန်မာအာရှတလွားမော်ဒယ်မယ်ရှုံးလိမ့်မယ်ဓမ္မမြည်နေကြီးဖြန်းတော့ရွှေလန်းလေးပေါ့လဲရင်ရွှေရင်ကြောပြေးမဲ့တမောမောအလူမြေတလင်းရွှေရောင်စင်းရွှေသရာတွေဝင်လို့ပေါ့မိန်းကလေးများဟာထီအောင်လေးရပ်ချင်းဆုံးအလူတို့လေးကမိုးတို့ညံအောင်ဆိုတီလို့သူကလေးနဲ့ကလူနေပြန်ရွှေရိုးမြင်သူများလည်းပြောအလူရှင်ကြီးလည်းပြောရတနာစိတ်လည်းလူတော်ပိသိပါမည်ဖြစ်လို့ပြောအလူရှင်ကြီးလည်းပြောမြင်သူများလည်းပြောရတနာစိတ်လည်းမင်္ဂလာပိသိပါမည်ဖြစ်လို့ပြောဗန္ဒကြီးကလည်းရွှေအောင်စင်းနဲ့ဆံဝမ်းကြီးကလည်းရွှေအောင်စင်းနဲ့ရွှေသရာတွေရွှေလူဝင်းတော်ရွှေလူကြီးရဲ့အလူရှင်ပေါ်ကာလာသားများလည်းတော်တော်ချောတယ်ပြူတယ်လည်းများလည်းတော်တော်လာတယ်ရွှေလူကြီးကမြင်မြင်ဆိုင်ဆိုင်အားလုံးကြီးကငေးလူငိုင်း